မင်္ဂလာပါရှင်။ American သမ္မတ Donald Trump နဲ့တရုတ်သမ္မတ Xi Jinping တို့ရဲ့ပေကျင်းထိပ်သီးဆွေးနွေးပွဲအကြောင်းကိုတင်ဆက်ပေးကြပါမယ်။ဒီဆွေးနွေးပွဲဟာကမ္ဘာ့စီးပွားရေးနဲ့နိုင်ငံရေးအခင်းအကျင်းအတွက်အလွန်ရေးပါတဲ့အချို့အကွေ့တစ်ခုဖြစ်လာနိုင်ပါတယ်။ပေကျင်းမြို့ကသမိုင်းဝင် Temple of Heaven မှာခေါင်းဆောင်နှစ်ဦးရဲ့တွေ့ဆုံမှုကဘယ်လိုထူးခြားချက်တွေရှိနေသလဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားပါမယ်ရှင်။ပထမအဦးဆုံးအနေနဲ့ကုန်သွယ်ရေးကိစ္စကိုပြောရရင်မူလကသတ်မှတ်ထားတဲ့ချိန်ထက်အများကြီးပိုကြာခဲ့တဲ့ဒီတွေ့ဆုံမှုမှာနိုင်ငံခြားကုန်သွယ်ရေးတင်းမာမှုတွေကိုရှော့ချနိုင်ဖို့အဓိကထားဆွေးနွေးခဲ့ကြပါတယ်။တရုတ်အစိုးရဘက်ကထုတ်ပြန်တဲ့ကြေညာချက်မှာတော့ကုန်သွယ်ရေးစစ်ပွဲမှာနိုင်ရသူမရှိဘူးလို့ပြတ်ပြတ်သားသားဖော်ပြထားပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းနိုင်ငံကိုယ်စားလှယ်အဖွဲ့တွေကြားမှာမျှတပြီးပြုသဘောဆောင်တဲ့ရလဒ်တွေရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါကမ္ဘာဈေးကွက်တော်အလားအလာကောင်းတဲ့သတင်းစကားတစ်ခုဖြစ်နိုင်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့အီရန်နိုင်ငံရဲ့အရေးကိစ္စပဲဖြစ်ပါတယ်။လက်ရှိမှာအီရန်ရေနံကိုအများဆုံးဝယ်ယူနေတဲ့နိုင်ငံဟာတရုတ်နိုင်ငံဖြစ်ပါတယ်။ဒါကြောင့် American ဘက်ကအီရန်ပြည်ပခပြေလည်သွားအောင်တရုတ်ရဲ့ဩဇာအာဏာကိုအသုံးပြုဖို့တွန်းအားပေးနေပါတယ်။အကယ်၍ Hormuz ရေလက်ကြားပိတ်သွားမယ်ဆိုရင်ရေနံအဓိကတင်သွင်းနေရတဲ့တရုတ်နိုင်ငံအတွက်ဆုံးရှုံးမှုတွေကြီးကျယ်ဖြစ်လာနိုင်တယ်လို့အင်ဖြူတော်ဘက်ကသတိပေးထားတဲ့အချက်ကိုလည်းကျမတို့တွေ့ရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးချင်တာကတော့ဒီဆွေးနွေးပွဲရဲ့အထိကိမခံဆုံးဖြစ်တဲ့ထိုင်ဝမ်အရေးပဲဖြစ်ပါတယ်။သမ္မတရှီကျင်းပင်ကထိုင်ဝမ်ရေးဟာတရုတ်နဲ့အမေရိကန်ဆက်ဆံရေးမှာအရေးကြီးဆုံးနဲ့အဓိကကျတဲ့အချက်ဖြစ်တယ်လို့ထပ်လောင်းအလေးနဲ့ပြောကြားခဲ့ပါတယ်။အကယ်၍ဒီကိစ္စကိုမှန်မှန်ကန်ကန်ကင်တွယ်နိုင်မှသာနိုင်ငံဆက်ဆံရေးတည်ငြိမ်မှာဖြစ်တယ်လို့လည်းတရုတ်ဘက်ကဆိုပါတယ်။တစ်ဖက်မှာလည်းထိုင်ဝမ်ဟာမိမိကိုယ်ကိုခုခံကာကွယ်နိုင်မှုအတွက် Porcupine Strategy လို့ခေါ်တဲ့လက်နက်အင်အားဖြည့်တင်းတဲ့မဟာဗျူဟာကိုကျင့်သုံးနေပါတယ်။အရင် Trump ဆိုရလက်ထက်တုန်းကဝယ်ယူခဲ့တဲ့လက်နက်တွေဟာအခုမှထိုင်ဝမ်ကိုစတင်ရောက်ရှိလာပြီးနောက်ထပ်လက်နက်အသစ်တွေရရှိဖို့လည်းစောင့်ဆိုင်းနေတယ်လို့သိရပါတယ်။ထိုင်ဝမ်ဟာကမ္ဘာအကြီးဆုံးကွန်ပျူတာ microchip ထုတ်လုပ်ရနေရဖြစ်တာကြောင့်အကယ်၍ထိုင်ဝမ်ရေလက်ကြားမှာပိတ်ဆို့မှုတွေဖြစ်လာရင်ကမ္ဘာစီးပွားရေးအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်ရှင်။ဒီဆွေးနွေးပွဲမှာသမ္မတထရန့်ဟာအားနည်းတဲ့အနေအထားနဲ့တွားရောက်တာလားဆိုတဲ့မေးခွန်းတွေရှိနေပေမဲ့အင်ဖြူတော်ကတော့ဒါကိုညှင်းဆိုထားပါတယ်။ American ရဲ့အမြင်မှာတော့တရုတ်နိုင်ငံဟာအီရန်ရေနံကိုအဓိကမှီခိုနေရတာကြောင့် Hormuz ရေလက်ကြားပိတ်သွားရင်တရုတ်မှာဆုံးရှုံးမှုပိုများနိုင်တယ်လို့ယူဆထားပါတယ်။ဒါကြောင့် American ဟာအားသာချက်ရှိတဲ့အနေအထားကနေဆွေးနွေးနေတာလို့ဆိုရမှာပါ။ဒီကနေ့ပေကျင်းမှာပြုလုပ်ခဲ့တဲ့ထိပ်သီးဆွေးနွေးပွဲဟာကမ္ဘာငြိမ်းချမ်းရေးနဲ့စီးပွားရေးအတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။နိုင်ငံခြားသဘောတူညီချက်တွေကဘလို့ဆက်လက်ထွက်ပေါ်လာမလဲဆိုတာကိုကျမတို့စု Emergence Media ကနေဆက်လက်စောင့်ကြည့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့မိဘပြည်သူအားလုံးကျေးဇူးအထူးတင်ရှိပါတယ်။ကျမကတော့စုပါမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေရှင်။